နောက်လူတယောက်ကိုကျွန်တော်ပြချင်ကျေးဇူးပြုကျွန်တော်နောက်တယောက်နော်နောက်တယောက်သူကသူ့ကိုမိုးချိုးလူသားလို့ခေါ်တယ်နော် Rice Sullivan လို့ခေါ်တယ်သူ့နာမည်ကနော်သူက Virginia ကဥယျာဉ်ဆောက်တဲ့ Park Ranger ဖြစ်တယ်နော်သူ့ဘဝကဘယ်လောက်ထူးဆန်းလဲဆိုတော့9 ကြိမ်မိုးချိုးပစ်ခံမှုတယ်ဘယ်နှကြိမ်လဲ9 ကြိမ်မိုးချိုးပစ်ခံရိုးရိုးဟိုမိုးချိုးစက်ကွင်းနဲ့ဝင်တာပေါ့မိုးချိုးတိုက်ရိုက်ပစ်တာ9 ကြိမ်ကမ္ဘာသမိုင်းမှာသူ့မှတ်တမ်းတင်ထားတယ်သူကမိုးချိုးပစ်လို့မသေးတဲ့ဘယ်တော့မိုးချိုးပစ်သူ့ရဲ့ကြောကုန်းကိုကြည့်လိုက်မိုးချိုးပြည့်သွားရမိုးချိုးရဲ့ပုံစံတွေကသူ့ကြောကုန်းမှာရှိနော်1940မှာပထမတစ်ချိန်မိုးချိုးပစ်တယ်နော်သူတာဝါတစ်ခုမှရှိတယ်အဲ့တာဝါကြီးတော့မီးလောင်သွားတယ်အဲ့ပေါ်မှာသူဖက်နှက်ဆိုမိုးချိုးကြောင့်ဖက်နှက်ကထုတ်ချင်းပေါက်သွားတယ်နောက်က1969မှာကားမောင်းနေတဲ့အချိန်မှာမိုးချိုးထပ်ပစ်ခံရတယ်မသေးဘူးလားလေ1980မှာနောက်ကထပ်ပြီးတတိယချိန်ပစ်ခံရတယ်1982နှစ်အကြာမှာထပ်ပစ်ခံရတယ်1983နောက်တစ်နှစ်ကြာမှာထပ်ပစ်ခံရတယ်ကျွန်တော်ကမိုးချိုးပဲသူတော့လိုက်နေလားမသိဘူးအဲ့ဗာဂျီးနီးယားမှာဗာဂျီးနီးယားလူတွေကြာကျွန်တော်စိတ်ဆိုးမယ်1986နောက်3နှစ်ကြာမှာနောက်တစ်ချိန်ထပ်ပစ်ခံ1989မှာနောက်ဆုံးချိန်ထပ်ပစ်ခံဒါပေမဲ့မသေးဘူးသူကအဲ့တော့ तू ကတလောက်မိုးချိုး9 ခါပြစ်ခံရတာမသိဘူးတမိုင်းမှာသူ့ကိုကြည့်တော့ဟာတကယ်ထူးဆန်းတဲ့လူကြီးတော့ तू ဘာနဲ့သိလဲဆိုတော့အသေးကွဲပြီးသိသွားတယ်သူကြည့်တဲ့သူကသူ့ဘဝတွေကထားခဲ့တဲ့ကအခန့်စားပြီးတော့သိပါကြောက်အသေးကွဲတာလေမိုးချိုးပြတာတဲ့ပူကြောက်ဖို့ကောင်းတယ်ဆိုရင်တေးကြီးရှင်ချင်းကလေမတကြီးကမတော်မလေးမိုးချိုးကဆုံးပြတာမို့နှလုံးသားဆုံးပြတာဘာဆုံးပြတာလဲနှလုံးသားဆုံးပြတာ9 ကြိမ်မိုးချိုးပြခံရတော့စဉ်းစားကြည့်ငါတို့ဆိုပြဖြစ်ပြီးသွေးတုံးဖြစ်မသိဘူးဒါပေမဲ့တစ်ချိန်လေးအသေးကွဲတာ